င်္ဂလာပါအေးရဲ့စကားမပါတဲ့အလုပ်လုပ်ပါဆိုတဲ့ခေါင်းစဉ်လေးပြောချင်ပါတယ်ဘုန်းကြီးတို့တွေကအလုပ်တွေလုပ်ကြတယ်ပေါ့အလုပ်လုပ်ကြတဲ့အခါမှာကိုယ်အလုပ်လုပ်ပြီးတော့သူများကအလုံးမလုပ်တဲ့အခါမှာအလုံးမလုပ်တဲ့သူကိုဘုန်းကြီးတို့တွေမကျေနပ်စိတ်တွေဖြစ်ကြရတယ်အဲ့တော့အလုံးမလုပ်တဲ့သူနဲ့ပတ်သက်ပြီးတော့စိတ်တွေညစ်ကြရတယ်အလုံးမလုပ်တဲ့သူကိုအပြစ်တွေတင်ကြရတယ်အဲ့လိုပေါ့ဘုန်းကြီးလည်းဒါငငယ်တုန်းကဆိုတာတော့မှတော်တော်ငယ်စဉ်ကာလကပါရှိတယ်တရားမသိဘူးလေအဲ့လိုဆိုတော့ကိုဘယ်လိုအေးချမ်းအောင်နေမလဲဆိုတဲ့အရာကိုမစဉ်းစားမိဘူးအခုထိလည်းဒါလူငယ်တွေဆိုရင်တော့ဒီတိုင်းလေးနေမှာပါပဲသူကဘဝအေးအတွေ့အကြုံနဲ့ကြာတော့မှအရွယ်အလိုက်ကြာတော့မှသူကအေးချမ်းခြင်းအောင်နေခြင်းတဲ့ဆိုတဲ့သူကတည်တံပေါ်လာတာဟုတ်တရားအသိဘုသူတကိုယ့်ရဲ့ဘဝရဲ့အနာဂတ်ကိုယ့်ဘဝရဲ့အန်တိုင်းစတာတွေနဲ့အတွေ့အကြုံတွေအများကြီးကြော်ဖြတ်လာပြီးတော့မှအလုပ်ဆိုတာလုပ်တဲ့သူအတွက်အလုပ်လုပ်သူနဲ့ပေါင်းပြီးတော့အလုပ်လုပ်တဲ့သူတွေပဲသွားကြရတာပဲမလုပ်တဲ့သူကိုတော့ထားခဲ့ရတာပဲလို့အဲ့လိုသွားတွေ့တယ်ကိုယ်အလုပ်လုပ်နေရင်လည်းအလုံးမလုပ်တဲ့သူကိုအပြစ်ပြန်မြင်နေရတာခရီးကမတွင်ဘူးအလုံးမလုပ်တဲ့သူကိုထည့်ပြီးတော့စကားလုပ်ပြောနေရတာကိုတွေကိုပူလောင်စေတယ်အဲ့လိုပူလောင်စေတာမျိုးတွေကတကယ်တော့အကုသိုလ်ကိုသူကုသိုလ်မှမဟုတ်တာကုသိုလ်မဟုတ်တဲ့အခါကျတော့အဲ့ဒီအကုသိုလ်စိတ်ချင်းနဲ့နေရတာပဲကောင်းမလဲဒီတော့ကိုဆင်ခြင်ရတယ်တနေ့အလုပ်တွေလုပ်နေရတယ်ဂျားထဲမှာအလုပ်ကြောင့်မလို့စိတ်ကိုဝင်ပြီးနေရတဲ့ဂျားထဲမှာနောက်စိတ်ကြောင့်မလို့တော့ထပ်ပြီးတော့ဝန်ထပ်မပြီးပါစေနဲ့ဆိုပြီးတော့ဒါသွားတွေ့တာပေါ့အဲ့လိုတွေ့တဲ့အခါကျတော့လုပ်ရင်အလုပ်လုပ်တဲ့သူနဲ့ပဲတွဲလုပ်လိုက်မယ်အလုပ်မလုပ်တဲ့သူဆိုတာအစကတည်းကမလုပ်တဲ့လူမလုပ်တာမလုပ်တဲ့သူကိုလုပ်လာအောင်လို့ပါးစပ်နဲ့ပြောလို့မရဘူးကိုယ်ဒီအလုပ်လုပ်နေတာကိုကြည့်ပြီးတော့သူ့ဘာသာသူရှက်လာတော့မှမလုပ်လို့မဖြစ်ပါလားဆိုတဲ့သူလိပ်ပြမတန်တဲ့အနေအထားမျိုးဖြစ်အောင်ကိုယ်တွေကအလုပ်များလုပ်ပြသို့တော့မျောတော့မမျောလင်းပါနဲ့ခိုးတဲ့သူကခိုးတာပါဒါကြောင့်ခိုးတဲ့သူကိုထည့်စဉ်းစားပြီးတော့ခိုးတဲ့သူအကြောင်းကိုထည့်ပြောပြီးတော့ကိုအပူလောင်မခံပဲနဲ့နေတာဟာအကောင်းဆုံးနည်းလမ်းပါပဲအလုပ်လဲတွင်တယ်ရှိသလောက်အလုပ်လုပ်သလောက်လူနဲ့ပဲတွဲပြီးတော့အလုပ်လုပ်တယ်ဘာအလုပ်ပဲလုပ်အဲ့တော့တကယ်အလုပ်လုပ်တဲ့သူတွေနဲ့ပဲအလုပ်လုပ်သွားတယ်အလုပ်မလုပ်တဲ့သူတွေကိုထည့်ပြီးတော့စကားမပြောနဲ့တချို့ကဥပမာအပြင်ရေဖြည့်တာတော့မှကိုရေဖြည့်ပြီးသွားလို့ရှိရင်ကျန်တဲ့ရေတောက်မဲ့သူတွေကိုအပြစ်တွေပြန်တင်နေတာမျိုးကတော့ဒါမလုပ်သင့်တော့အလုပ်မလုပ်ကောင်းတော့အလုပ်ကိုကလမ်းခင်းတယ်ဆိုရင်လမ်းခင်းတာအများလျှောက်စေခြင်းလို့ပဲလေဒီတော့အများလျှောက်မှာပဲကိုတယောက်တည်းလုပ်ရလို့ဆိုပြီးတော့အများလျှောက်တဲ့အခါမှာပြဿနာသွားပြီးတော့မလုပ်နဲ့ရေခတ်ပေးထားရင်အများတောက်မှာပဲအများတောက်စေခြင်းလို့ခတ်တာဖြစ်တဲ့အတွက်ကြောင့်ကိုယ်အလုပ်ကအောင်မြင်သွားပြီအဲ့တော့ဘယ်အလုပ်ပဲလုပ်ရည်ရွယ်ချက်အတိုင်းအောင်မြင်သွားပြီဆိုတာကအထူးသာပဲအလုပ်မလုပ်တဲ့သူကိုတော့ထည့်ပြီးတော့မစင်စားပါနဲ့အပြစ်မတင်ပါနဲ့အဲ့လိုမျိုးအပြစ်တင်နေရတာပူလောင်မှုတတ်ပါပဲလို့ပြောချင်ပါတယ်မပူလောင်ရအောင်အလုပ်လုပ်တဲ့အခါမှာသူတစ်ပါးကိုကဲ့ရဲ့မှုလုံးဝမပါဘဲနဲ့အလုပ်လုပ်ကြပါလို့ပြောရင်ဖြင့်အားလုံးကျမ်းမာပါချမ်းသာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အေးချမ်းကြပါစေ